လေအဓိကတော့အဲ့လိုမျိုးဒါကြီးခုနဟိုဘတ်တယ်မှာငါတို့တာဝါရဲဆိုတာအဲ့လက်ပီတကောင်ရင်ရှောသွားလို့ဒီလားအဲ့လိုအင်အားမမျှတဲ့အချိန်မှာထုသွားနောက်နေတာဟုတ်ပါတန်ဖောင်2 man Skyfall မပါလာဘူးအဲ့ဒါကိုရှောင်နေတာလို့တိုင်ငါတို့ဘက်ကကောင်တွေကခေါင်းတွေပါပြန်ခောက်တယ်ဖန်နီနဲ့အပေါ်လမ်းမှာဖျာခင်းနေရရတဲ့တိုင်လိုချင်တာမဲကာပဲတိုင်မင်းကဘယ်လန်းရရအဆင်ပြေတယ်ဟေးဟေးဟေးဝီရာစေးတန်သွားပြီ first floor တန်သွားပြီမေဂါ2လမ်းနီးပါးလောက်ကိုရလိုက်တာအပေါ်လမ်းမှာလည်းတော်တော်သွေးနေွားလို့အောက်လမ်းမှာလည်းမေဂါ2လမ်းတော်တော်ကြီးသွေးနေနေတဲ့အနေထားဆိုတော့ဒါကျွန်တော် YG တော့ကတော့ဒီလောကတော့တော်တော်ကြီးအဖိုးတန်ခဲ့တဲ့လောလို့ပဲပြောရမယ်ဗျာတိုင်ငါတို့စိုက်လင်းနေရမှာနော် BGD လို့မဖြစ်ဖို့ပဲเนาะအဲ့မလဲ Kyrie ကောင်းခေါက်ခေါက်ခံရတယ် Blessing ကျူတယ် Dispatching Rotation Damage ကလောက်နဲ့မြည်နေတယ် Kyrie တန်းပြတ်သွားနေပြီးတော့ကနှက်ကောင်တော့ Skylar တကောင်မှထပ်တင်မယ်ဆိုရင်တော့တန်းလို့ရအောင်မှာအဲ့နေဟာ Skylar မသေးပါဘူးဆိုပေမဲ့လည်းတစ်ဖက်မှာလက်ပီလေးတကောင်တော့ Fanny Cable လေးတွေဆွဲပြီးတော့ရအောင်ဖြတ်ချဝိုင်းတယ် Step ပါပြစ်ချဝိုင်းနေတာတခုမှ Iroke 3ကောင်မြန်မာအသင်းပိုင်ဆိုင်ခဲ့ရင်းနဲ့ပဲမေဂါ3လမ်းလုံးမှာရရှိတော့မှာပဲဖြစ်ပါတယ်အလဲလမ်းမှာနောက်ထပ်မေဂါတစ်လမ်းတော့ခရီးယုတ်လေးနဲ့ထပ်တက်ဖို့လုံနေနေတော့ခရစ်စတက်သလုံးတွေပါပြေးရမလားခရီးတွေဝင်လာနေပြီတမ်းမလားတိုက်တို့တမ်းမလား cloud တန်းနေပြီခရီးတွေပါရောနည်းနည်းလေးတော့ပြန်တော့စောင့်နေရတယ်ဆိုပေမဲ့ Skylar တကောင်မှာတန်းသွားနေပြီကြီး YG ကျော်ရမြန်မာအသင်းအနိုင်ရရှိခဲ့ပြီဗျာတကယ်ကောင်းပါတယ်ဟာ Oh my god အဲ့ဒါလား on လို့မေးလာအောင်ရောက်ရင် Oh my god only indo တော့ကျွန်တော်ဘတ်ဆောင်ဝမ်းမှာအကောင်းမွန်ဆုံး performance တွေနဲ့ my god YG မြန်မာအသင်းနိုင်ရရှိခဲ့ပါပြီခင်ဗျာရင်းဆိုတာကြီးကောင်းလိုက်တာလို့ what the heck ကောင်းလိုက်တာရောက်ရင်းဆိုတာစောင်းဝမ်းထိနေရရင်းကတော်တော်ထမ်းတာပဲရောက်ရင်းနဲ့လီနာရဲ့လောက်ကွက်တွေ